ငါနောက်ဆုံးတစ်ခုမင်းတို့ပြောမယ်ရုံးသူရုံးသားအချင်းချင်းတယောက်နဲ့တယောက်ချစ်ခမ်းကြိုက်ခမ်းနေငါမလို့ချင်ဘူးတရွဲတွေ့ရင်တရွဲဖြုတ်မယ်ဒါပဲရပြီအားလုံးကိုယ့်နေရာကိုပြန်လို့ရပြီ放快一点。这个明暗的这几年了。ကျွန်တော်နေရာပေးစားဆရာတူရရင်ပြောလို့မှာ ကြားလို့မဖြစ်ပေါ်မှာလေးရယ် အဲဆိုရင်ကျွန်တော်နေရာခက်ခေါ်နေမှာရတော့မှာနော် 哦，မကန်ညွှလေး ဂျာကြီးဟာသမီးကယောက်ျားလေးနဲ့ခက်ခေါ်ကနေရနော် အတော့ငါတဝန်တူမှာသူတို့ပြောနေညီလေးဒီ plan နေမင်းမဲ့လှုပ်ထားလိုက်တော့ ဟုတ်ကဲ့ဆရာ ရုပ်ချောတာနဲ့တဒနာတစ်ခုပဲရုပ်ချောတာနဲ့တဒနာတစ်ခုပဲ ဘာဖြစ်ဒီမှာမောင်လေးရယ်ဂျာကြီးမောင်လေးတိတ်ဆောက်တရားကြီးထင်တယ်ခုပဲကြည့်လေပလန်တွေကိုမောင်လေးကိုခိုင်းသွားတယ်မောင်တော့မခိုင်းတော့ အဲဆိုရင် တော့ဘူးဒီမှာ အဲဆိုမှဒီလိုလို့ ဟင် ဆရာကိုလက်ဆောင်လေးကောင်လေးပေးပြီးတော့အမသွားဖားလိုက် အဲ့ကြောင့်ဆိုးနော်ဆရာ အေးညွှန်လေပြော ဟာလေ အေး ဆရာဟွာလေသမီးအခုတလောအချိုးကြီးပြောင်းနေရဆရာတတိထားမိလားဆရာတတိထားမိလား နည်းနည်းတော့သိပါလေ ဆိုရင်တော့ဆရာ ဟာဘာသောတိလဲဒီကအသက်အရွယ်နည်းနည်းกว่าသွားတာပေါ့ သမီးရလည်းလေးပေါ့မိန်းကလေးတွေမှားတတ်တဲ့အမှားမျိုးပဲမှားတာပါဆရာကြီး ဝန်ထမ်းတိုင်းဒါမျိုးတော့မှတ်တတ်ပါတယ်ဒီကိုနားလဲပါတယ် အဲ့ဆိုဆရာသမီးကိုအလုံးထောက်တော့ဘူးပေါ့နော် ဟာဘာလို့ထုတ်ရမှာလဲဒီကိစ္စတီးတီးလေးကို တကယ်လားဆရာရဲ့ တကယ်ပေါ့ဒီကိုဆိုငယ်တော့ကျောင်းအမကြီးတွေကိုလိုက်ချက်ခဲ့ဘူးသေးတယ်လိုက်ချက်ခဲ့ဘူးသေးတယ်အသက်အရွယ်ကတော့နည်းနည်းกว่าတာပေါ့တဲ့ကြီးတော့နည်းနည်းတော့ကောင်းပါတယ် အဲ့ဆိုဆရာလည်းချစ်တတ်တာပေါ့နော် နည်းနည်းတော့ချစ်တတ်ပါတယ်ညီမလေးကအခုလိုကိုရီလာမြောင်းမွေးလေးတုန်းဒီတော့ရီလာမြောင်းမွေးလေးတုန်းဒီတော့ဒီလက်ထောက်လေးကိုလက်ခံလိုက်ပြီနော် ဆရာစိတ်မဆိုးဘူးလား ဘာလို့စိတ်ဆိုးရမှာလဲစိတ်မဆိုးလို့တော့ဒီလက်ထောက်လေးကိုလက်ခံလိုက်ပြီပဲ ဟုတ်ဟုတ်ကျေးဇူးပဲနော်ဆရာ ဒါနဲ့လေအခုမှရုပ်ရှင်လက်မှတ်2ခုရှိတယ်ဟာဒီလေသူက main ကလေးဆိုတော့နည်းနည်းတော့ရှက်မှာပေါ့နည်းနည်းတော့ရှက်မှာပေါ့ထားလိုက်ပါမေကိုတော့ဖုံးဆက်ထားမှရအောင်